ဒီနေ့မှာတော့9000ဝန်းကျင်နဲ့အဝါစားလို့ရမယ်မူဂရဆိုင်လေးကိုခေါ်သွားပြပါမယ်။နားရဲ့ဘယ်သွားရင်ကောင်းမလဲစဉ်းစားနေရင်လည်းအကြံပြုတဲ့ဆုံးမှာတော့မူဂရဆိုင်ကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုတော့လိုက်ခဲ့ပြပါဦး။ဒီကိုမလာခင်ကြိုးပြီးတော့မှပုံဆက်ပူကင်ယူထားရင်တော့ပို့ပြီးတော့မှအဆင်ပြေပါတယ်။မှန်ပေးနာဝိုင်းလေးကိုပဲယူထားလိုက်ပါတယ်။တစ်ဆိုင်လုံးကိုတော့လေမုံရောင်တွေအပြည့်နဲ့မြင်ရမှာဖြစ်ပါတယ်။ကဲစပြီးတော့မှအသားတွေစပြီးတော့ယူပါတော့မယ်။ဆိုတော့အသားတွေမယူခင်မှာတော့ကြည့်နေတဲ့သူတွေအတွက်ဘာတွေရှိလဲဆိုတာကိုအရင်ဆုံးလိုက်ပြပါမယ်။ဒီဆိုင်ရဲ့အဓိကအသားကတော့ Australia မဲသား Aussie beef တွေဖြစ်ပါတယ်။နောက်ပြီးတော့မှဂုံးတွေပစုံတွေလည်းကြက်မဲကြက်စင်တွေလည်းရှိတယ်။ဒါအပြင်ပစုံလည်းရှိမယ်။ပြည်ကြီးငါတွေနောက်ပြီးတော့မှနှက်ထားတဲ့အသားတွေလည်းရှိပါတယ်။ကျွန်တော်ကတော့ Australia မဲသားတွေကိုပဲအဓိကယူမှာဖြစ်ပါတယ်။ Aussie beef တွေကတော့အစီလေးနဲ့မလို့စားရတဲ့အခါမှာပို့ပြီးတော့မှနုညံ့ပြီးတော့ရတာရှိပါတယ်။ဆိုတော့ကျွန်တော်အားရပါရစားပြမှာဖြစ်ပါတယ်။စားကျင်တာတွေယူပြီးသွားတဲ့အခါမှာတော့အားရပါရလက်မထောင်လိုက်ပါတယ်။ဒီတစ်ခါတော့ကြက်ကြော်နည်းနည်းထပ်ပြီးတော့ထည့်ပါမယ်ပြီးတဲ့အခါမှာတော့ပဲလီနည်းနည်းနဲ့ခေါက်စနည်းလေးထပ်ပြီးတော့ယူလိုက်ပါမယ် Vegetable Station မှာတော့အသီးရွက်တွေအစုံလေးရှိပေမဲ့လည်းကျွန်တော်ကအသီးရွက်သမားမဟုတ်တဲ့အတွက်တော့ဒီမှာမယူခဲ့ပါဘူး Okay ဒီကလက်ချတာကတော့ side dish လေးတွေလည်းဖြစ်ပါတယ်side dish ဆိုပေမဲ့ဒီဗီဒီယိုကြည့်နေတဲ့သူတွေတော့မတွေ့ခဲ့ပါဘူးside dish corner မှာတော့ side dish တွေတော်တော်လေးရှိပြီးတော့မှသတိထားမိတဲ့ချက်ကတော့ side dish တွေကိုစေတနာပပနဲ့ချက်ထားပေးတယ်ဆိုတာပဲဖြစ်ပါတယ် side dish တွေမှာကနန်းမဆလာမာလာရှန်ကောအပြင်စွပ်ပြုတ်တချို့လည်းရှိပါတယ် side dish တွေစုံအောင်ကြည့်ပြီးတဲ့အခါမှာတော့လက်မထပ်ထောင်လိုက်ပါတယ်ဒီခါတော့အချွေလေးဖြစ်ပါတယ်အချွေမှာတော့ juice တွေ smoothie တွေထိုင်းတီနဲ့ကိုလာတို့လည်းရှိပါတယ် okay အချွေသွားကြမှာဖြစ်ပါတယ်ဆိုတော့အချွေမှာတော့ရွေးစရာတွေအများကြီးရှိပေမဲ့လည်းတောက်နေကြဖဲသီး smoothie လေးကိုပဲဖွက်ပြီးထည့်လိုက်ပါတယ်စားမယ့်ဟာတွေအကုန်ယူပြီးတဲ့အခါမှာတော့နေရာလိုက်ချပါတယ်နေရာချပြီးတဲ့အခါမှာကျွန်တော်စပြီးတော့กินတော့မှာဖြစ်ပါတယ်အော်စတြေးလျမေတာတွေကနေစပြီးတော့กินလိုက်ပါတယ်အော်စတြေးလျမေတာတွေပြီးတဲ့အခါမှာတော့ပစုံလေးရလှည့်ဖြစ်ပါတယ်အော်စတြေးလျမေတာတွေကတော့အချိန်ကြာကြီးမกินမဲ့စမှမရတာပိုရှိတာဖြစ်တဲ့အတွက်သတိထားပြီးတော့မှกินနေတာဖြစ်ပါတယ်กินထားတဲ့အော်စတြေးလျမေတာလေးတွေကျင်နေတဲ့အခါမှာတော့စပြီးစားတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်လုံးကိုတော့ cheese လေးနဲ့တိုးပြီးတော့စားမှာဖြစ်ပါတယ်အရင်ကောင်းတဲ့အတွက်လက်မထပ်ထောင်လိုက်ပါတယ်စားမေတာပြီးတဲ့အခါမှာတော့ပစုံလက်ဖြစ်ပါတယ်ပစုံလေးကိုလည်း cheese လေးနဲ့ပဲတိုးပြီးတော့စားလိုက်ပါတယ်ချီရှက်တာလေးနဲ့ဆိုတော့ပစုံလေးရတာကတော့စစ်စစ်လေးနဲ့ဗီတာမစားလို့ကောင်းပါတယ်။ကနန်းမဆလာကိုပထမဆုံး try မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒါကဗီတာမထူးဆန်းတာဖြစ်ပါတယ်။ဆိုတော့အားရပါရအနေနဲ့လက်ရည်ဆိုပြီးတော့စားမှာဖြစ်ပါတယ်။စားလိုက်တဲ့အခါမှာတော့ကနန်းအသားရဲ့နူးညံ့မှုကိုတော့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအေးဆက်နေတဲ့ခံစားချက်မျိုးကိုလည်းရစေပါတယ်။ဆိုတော့အေးဆက်သွားတဲ့အခါမှာတော့ဘယ်ရမှမကောင်းဘူးလေနော်။ Emotional damn it ပထမတစ်ချိန်စားတာမှာမဝတဲ့အတွက်ဒုတိယချိန် second round ထပ်ယူမှာဖြစ်ပါတယ်။ဒုတိယချိန်မှာလည်းအော်စတြေးလျမဲသားပါပဲဂုံးတွေကြံမဲ့တဲ့ကြက်စင်တွေကိုတော့ထီကိုမကြည့်ခဲ့ပါဘူးခင်ဗျာဒုတိယချိန်ထပ်ပြီးတော့กินနေတာဖြစ်ပါတယ်ဆိုတော့အော်စတြေးလျမဲသားတွေကတော့အစီလေးနဲ့စားခြင်းစပွဲကိုဖြစ်နေပါတယ်ပေချာလေးกินပေးနေတာဖြစ်ပါတယ်ဒီတစ်ခါတော့မာလာရှန်ကောလည်းဖြစ်ပါတယ်မာလာရှန်ကောတွေကနေပြီးတော့မှစားခြင်းနေတာတွေကိုရွေးပြီးတော့ထည့်လိုက်ပါတယ်ကဲဆိုင်ပြင်ကရှုခင်းလေးကိုလည်းရှုစားပေးပါအောင်မာလာရှန်ကောလေး try ကြည့်မှဖြစ်ပါတယ်ဆိုတော့မာလာရှန်ကောလေးကိုစားကြည့်တဲ့အခါမှာတော့အရသာလေးကတော့ပုံမှန်ဆိုင်ဒီလိုမှာပဲအရသာလေးကောင်းကောင်းလေးကြပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအေးဆက်တဲ့ခံစားချက်မျိုးရတာဖြစ်တဲ့အတွက်သူ့ကိုယ်တော်မှာပဲတတိယသွားစေပါတယ် No God please no ဒီဆိုင်မှာအရင်သဘောကျတဲ့ပစုံစိမ့်တုပ်လေးဖြစ်ပါတယ်ဆိုတော့ပစုံစိမ့်တုပ်လေးတွေကတော့လူကြတဲ့အခါမှာတော့စောင့်ရတာမျိုးရှိပါတယ်ဒါကြောင့်မလို့ပစုံစိမ့်တုပ်လေးကိုတော့ရောက်တရကနေမှားထားတာကပို့ပြီးတော့အဆင်ပြေပါတယ်
စားရတဲ့ခါမှာတော့ရတာလေးကတော့လက်ဆက်တဲ့ရတာမျိုးကိုတော့အမြဲတမ်းခံစားကြပါတယ်ကျွန်တော်ကတော့သွားတိုင်းမှာ၄-၅ ဝက်အပြည့်နဲ့စားပါတယ်ပစုံစိမ့်သူလေးကိုရတာချီချီစားပြီးတဲ့ခါမှာတော့သဘောကျတဲ့အတွက်လက်မှတ်ထပ်ထောင်လိုက်ပါတယ်အသားလေးစားပြီးတဲ့အချိန်မှာတော့ဒီကတော့အချိုပွဲတွေလည်းဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်ကကောင်းချင်းနဲ့တရက်လောက်ထားတဲ့ဒီအချိုပွဲလေးကိုယူတာဖြစ်ပေမဲ့ဒီနေ့မှာတော့မချိတဲ့အတွက်ကျွန်တော်ငပြောပေါင်းလေးယူပါမယ်ပူတင်လေးထပ်ယူပါမယ်ပြီးတဲ့ခါမှာတော့တာခွေရိုင်လေးယူမှာဖြစ်ပါတယ်အသီးထဲမှာတော့ဖရဲသီးလေးယူမယ်တင်မော်သီးလေးယူမယ်ပြီးတဲ့ခါမှာတော့ကျွန်တော်တခွားမွေးသီးလေးထပ်ပြီးယူလိုက်ပါအောင်မယ်အသီးတွေပြီးသွားတဲ့ခါမှာတော့ဒိုမီတိုလေးလည်းဖြစ်ပါတယ်ဒိုမီတိုလေးကိုတော့ကျွန်တော်ခွက်ထဲကိုတစ်စုံနှစ်စုံသုံးစုံထည့်လိုက်ပါတယ်အကုန်လုံးဆိုပြီးဆိုရင်တော့အကုန်လုံးစပွဲလေးရှိကိုယူသွားလိုက်ပါမယ်ဒီဆိုင်ကဖရဲသီးစမူသီလေးကတော့တောင်းတကြဖြစ်တဲ့အတိုင်းပဲဖရဲသီးရဲ့လက်ဆက်တဲ့ရတာလေးနဲ့အေးမြမှုကိုပေါင်းဆက်ပြီးတော့ခန်းစားရစီပါတယ်ဘယ်ကနေဆက်စားမလဲစဉ်းစားနေနေမှာဖရဲသီးစိတ်လေးကိုပဲကန်လိုက်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ဖရဲသီးတွေကတော့စားရတာလက်ဆက်တဲ့အတွက်စားလို့တော်လေးကောင်းပါတယ်ဒီကတော့ဒိုမီနိုလေးဖြစ်ပါတယ်အရသာလေးပို့ပြီးတော့ကောင်းသွားအောင်လို့မှွေလိုက်ပြီးတော့မှစားပြီးတော့စားလိုက်ပါပြီစားလိုက်တဲ့အချိန်မှာပဲရတာကတော့ချိုအေးမှွေလေးဖြစ်ပါတယ်ကောင်းတဲ့အတွက်နောက်တစ်စုံထပ်ပြီးတော့စားလိုက်ပါတယ်ပြီးတော့တစ်စုံထပ်စားလိုက်ပါတယ်တော်လေးကောင်းပါတယ်ခင်ဗျာနောက်ဆုံးစိုးစားလေးကတော့ရေခဲမှုဖြစ်ပါတယ်ရေခဲမှုကတော့ဒီထဲမှာ6မျိုးတွေ့ပါတယ်ကျွန်တော်ကတော့5မျိုးစားလိုက်ပါတယ်ခင်ဗျာကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်သဘောကျတယ်ဆိုလို့ရှိရင်တော့ like and share လုပ်သွားပေးပါခင်ဗျာ Use Diary ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်